ဒီနေ့လာပြီးနေရနေစပြီးတော့3ရက်ကနေပြီးတော့တပတ်အတော်တွင်းကနေပြီးတော့အတိကအထူးသဖြင့်ပြောချင်တာကတနင်္လာနဲ့တောက်ကြသားသမီး2ဦးသာလေဒီဗီဒီယိုကိုအဆုံးထိကြည့်ပြပါရှင်အမြဲဆိုသလိုမျိုးကန်ညံတက်တဲ့တောက်ကြသားသမီးပြီးလို့ရှိရင်ကံကောင်းစင်းတွေတော်တော်များကိုတိမ့်မိုက်ထားတဲ့တနင်္လာသားသမီး2ဦးကတကြားမင်းကိုယ်တိုင်ကတော့ရွှေအထုတ်လိုက်ငွေအထုတ်လိုက်စိန်စီထားတဲ့ဗရမများကြောက်တံဗရမများတွေကိုလာပြီးတော့ပေးတက်ကဲ့သို့နော်ကိုကကံကောင်းခြင်းတွေများစွာကိုရရှိပြီးတဲ့အခါကြလို့ရှိရင်အလုံးမလုံးဖဲနဲ့တောင်မှငွေဝင်နိုင်ကိန်းတွေရှိပါတယ်ဘလို့မျိုးဝင်လာတတ်တာလဲဆိုတော့တချို့တွေကရှိရဲ့ကိုကတော့အလုပ်ကိုဖြစ်မြောက်အောင်မလုပ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ကံကြောင့်မလို့အဲ့ဒီအိမ်မှာငွေဝင်ကိန်းမျိုးတွေဖြစ်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ကြောင့်မလို့ပေါ့နော်ကိုရိုင်းကတော့ဒီပစ္စည်းကိုအယောင်းဝယ်လုပ်ပေးလိုက်တာမဟုတ်ဘဲနဲ့ကိုကအကျိုးဆောင်ပေးလိုက်တဲ့အတွက်ကြောင့်မို့သူများကဖြစ်သွားတဲ့အတွက်ကိုကိုမုတ်ဖိုးလာပေးတာမျိုးတွေမုတ်ဖိုးတီလည်းပဲအနည်းဆုံး9သိန်းနဲ့အထက်ကိုဝင်လာတာမျိုးတွေကြုံရမှာဖြစ်ပါတယ်တနင်္လာနဲ့တောက်ကြတွေတော်တော်လေးကိုကံကောင်းမဲ့ကန်ဆာတာနမိတ်မျိုးကိုတွေ့တာဖြစ်တဲ့အတွက်ကိုတနင်္လာတောက်ကြသားသမီးတွေရှိရဆိုလို့ရှိရင်ဗီဒီယိုရဲ့အောက်မှာမှတ်ခဲ့ပြီးတော့ဗီဒီယိုလေးကို share သွားပေးပါအောင်ရှင်ကျင်းတွေပါကိုကျွန်မအခုပြောတဲ့အဟောတွေဒီလာမဲ့9ရက်အတွင်းမှာဖြစ်လာပါလိမ့်မယ်နော်